မိတ်ဆွေတို့အခက်ခဲတွေရင်ဆိုင်နေရပြီလားအရှုံးပေးဖို့ရောတွေးနေမိပြီလားဒီဇက်လန်လေးနားထောင်ကြည့်လိုက်ပါ ရန်ကုန်မြို့ရဲ့စူညံလာတဲ့လမ်းမတွေထဲမှာမင်းထက်တယောက်ခြေလမ်းတွေလေးလံနေပါတယ်ကုမ္ပဏီတစ်ခုမှာအငယ်တန်းစာရေးအဖြစ်3နှစ်ကြာလုတ်ကန်ခဲ့ပေမဲ့ဒီနေ့မှာတော့သူ့ရှေ့မှာအလုတ်မှရက်နာစာဆိုတဲ့အလုတ်မဲ့ရာဇာ8ဖြူလေးရောက်နေခဲ့ပြီအခုခေတ်က AI တွေ software တွေသုံးနေတော့မင်းရဲ့အလုပ်နေရာကမလိုအပ်တော့ဘူးဆိုတဲ့ manager ရဲ့စကားကသူ့နားထဲမှာပင့်တင်ထပ်နေပါတယ်အလုပ်သစ်ရှာဖို့ LinkedIn နဲ့ Facebook ပေါ်မှာတနေ့ကုန်အချိန်ဖြုံးပေမဲ့သူတက်ထားတဲ့ပြင်စာကခစ်နှုတ်ကြနေပြီဆိုတာသူသဘောပေါက်လာပါတယ်အင်တာဗျူးသွားသမျှနေရာတိုင်းမှာ digital ကျွမ်းကျင်မှုရှိသလားလို့ပဲမေးခံရပါတယ်ညဘက်တွေမှာတငယ်ချင်းတွေရဲ့အောင်မြင်မှုကို social media ပေါ်မှာကြည့်ရင်ငါကတော့အသုံးမချသူပါလားဆိုတဲ့စိတ်နဲ့အိတ်မပြောတဲ့ညတွေကိုဖြတ်တန်းရပါတယ်အိမ်လခတ်ပေးဖို့ရက်ကနီးလာပါပြီနေကအမေကလည်းဖုံးဆက်ပြီးအစင်မပြေရင်ပြန်လာခဲ့ပါသားရဲ့လို့ချော့ရှာပါတယ်ဒါပေမဲ့မင်းထက်အရှုံးမပေးချင်ပါဘူးသူ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်နေ့ခင်ဘက်မှာ delivery မောင်းပြီးစားဝတ်နေရေးဖြည့်ရှင်းမယ်ညဘက်မှာတော့ digital ပညာရပ်တွေကို online ကနေအသေးအလဲလေ့လာမယ်မနက်8နာရီကနေည9နာရီအထိနေပူမရှောင်မိုးရွာမရှောင်ပါဆယ်တွေပို့ရပါတယ်ပင်မလွန်လွန်ခြေလက်တွေတုံနေပေမဲ့ညဘက်ရောက်ရင် coffee ဆိုင်တစ်ဆိုင်ရဲ့တောင်းမှာထိုင်ပြီး free wifi နဲ့ YouTube ကနေ digital marketing သင်ခန်းစာတွေကိုမှတ်စုထုတ်ပါတယ်သူ့ရဲ့တခုတည်းသောအဖော်ကတော့စာအုပ်အဟောင်းလေးတစ်အုပ်နဲ့ laptop လာအနှမ်းငယ်ကြာတဲ့အခါသူလေးလာထားတာတွေကိုစမ်းသက်ချင်လာပါတယ်လမ်းထိပ်ကအထည်ဆိုင်ပိုင်ရှင်အန်တီကြီးကိုအန်တီဆိုင်လေးကို online ကနေလူသိများအောင်ကျွန်တော်ကူညီပေးပါစေအခမဲ့ပါလို့ကမ်းလှမ်းခဲ့ပါတယ်သူရေးပေးတဲ့စာသားလေးတွေနဲ့ဖန်တီးပေးတဲ့ content ကြောင့်ဆိုင်မှာလူတွေစီးကားလာပါတယ်အန်တီကြီးကကျေးဇူးတင်လွန်းလို့သူ့ကိုမုံဖိုးပေးတဲ့အခါမင်းထဲဝမ်းတာလွန်းလို့မျက်ရည်ကျမိပါတယ်ကံကြမ္မာကသူ့ကိုထပ်မံစမ်းတက်ပါတယ်။သူအားကိုးနေတဲ့ laptop ဟောင်းလေးကရုတ်တရက်ပြတ်သွားပါတယ်။အလုပ်တွေဆက်ဆချင်းမှာပဲဒီလိုဖြစ်တာကြောင့်သူစိတ်တက်တွေပြိုလဲလူနီးပါဖြစ်သွားပါတယ်။ငါဘဝကဒီလောက်ပဲလားလို့တွေးမိပေမဲ့သူလက်မလျှော့ပါဘူး။ဆိုင်ကယ်ကယ်ရီကိုအချိန်ပိုမောင်းပြီး laptop အစ်တစ်လုံးရဖို့ခါးစီးခံခဲ့ပါတယ်။ online သင်တန်းတွေကနေတည်ကျွမ်းခဲ့တဲ့ဆရာတယောက်ကမင်းထက်ရဲ့စူးစမ်းမှုကိုတတိပြုမိသွားပါတယ်မင်းမှာတကယ် passion ရှိတယ်။ငါရဲ့ project တစ်ခုမှာပါဝင်ကူညီပေးပါလားလို့ကမ်းလှမ်းလာပါတယ်။ဒါဟာမင်းထက်အတွက်တော့ကောက်ရိုးတမြင့်မဟုတ်ပဲခိုင်မာတဲ့လေကားထစ်တစ်ခုဖြစ်လာပါတယ်။တနေ့အကြာမှာတော့မင်းထက်ဟာ delivery မောင်းတဲ့အလုပ်ကိုနားလိုက်ပါပြီ။သူဟာအိမ်ကန်းလေးတစ်ခန်းငှားပြီး Main Digital Agency ဆိုတဲ့ဆိုင်းဘုတ်လေးကိုတင်နိုင်ခဲ့ပါပြီ။အရင်ကသူ့ကိုညှင်းပယ်ခဲ့တဲ့ကုမ္ပဏီအချို့ကတော့အခုတော့သူ့ကိုအကြံပေးအဖြစ်ပြန်လည်ဖိတ်ခေါ်နေကြပါပြီ။သူ့ agency လေးကြီးထွားလာတဲ့အခါမင်းထက်ပထမဆုံးလုပ်တာကတော့အလုပ်လက်မှတ်ဖြစ်နေတဲ့လူငယ်9ယောက်ကိုအလုပ်ခံတာပါသူဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေကိုသူတို့မကြုံရအောင်နီးပညာတွေကိုစိတ်ရှည်လက်ရှည်သင်ကြားပေးပါတယ်ငါတို့တတ်ထားတဲ့ပညာကတခြားသူကိုအလင်းပေးနိုင်ရမယ်ဆိုတာသူ့ရဲ့မူဝါဒဖြစ်လာပါတယ်ယခုတော့မင်းထက်ဟာအောင်မြင်တဲ့လူငယ်လုပ်ငန်းရှင်တူဖြစ်နေပါပြီရန်ကုန်မြစ်ကမ်းနားမှာထိုင်ရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအလုပ်ထုတ်ခံခဲ့ရတဲ့နေ့ကိုသူပြန်သတိရမိပါတယ်သူပြုံးလိုက်ပါတယ်အခက်ခဲဆိုတာလူတစ်ယောက်ကိုဖျက်ဆီးဖို့လာတာမဟုတ်ဘူးပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ထုစစ်ဖို့လာတာပါဆိုတဲ့အတိနဲ့တူရှေ့ဆက်ရမယ်ခရီးလမ်းကိုယုံကြည်ချက်ရှိရှိကြည်နေပါတော့တယ်မင်းထက်ဤဇက်လန်ဒီအလုတ်ပြုတ်ချင်းကဲ့သို့သောဘဝဤအနေအမြင့်အခက်ခဲများကိုစိတ်သက်မကြပဲဇွဲလုံးလားနှင့်ခင်မီပညာရပ်များကိုစဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဖြင့်အောင်မြင်မှုအဖြစ်မိတို့ပြောင်းလဲယူနိုင်ကြောင်းကိုထင်ရှားစွာမိမောင်းထိုးပြနေပါသည်မိမိကိုယ်ကိုဖွင့်ပြအောင်အမြဲမပြတ်ကြိုးစားအားထုတ်မှုနဲ့အတူကြုံတွေ့ရသမျှစိန်ခေါ်မှုများကိုကြော်လွှားကာရရှိလာသောအောင်မြင်မှုကိုလည်းအခြားသူများအတွက်ပြန်လည်အလင်းပြမျှဝေပေးခြင်းသည်သာစစ်မှန်သောဘဝတန်ဖိုးဖြစ်ပြီးအခက်ခဲဆိုသည်မှာလူတစ်ယောက်ကိုပျက်စီးစေရန်မဟုတ်ပဲပုံမကောင်းမွန်သောလူသားတစ်ယောက်ဖြစ်လာစေရန်ထုစစ်ပေးသည့်ကရိယာတစ်ခုသာဖြစ်ကြောင်းဤဇလန်ကလေးနက်စွာသင်ခန်းစာပေးထားပါသည်